အင်မတန်မှမြင်ရခဲ့တဲ့စနုပါဗျာဒီလုံးစနုတကယ်ခောက်တော့တကယ်ချီးကျူးပါတယ်ဗျာ very good very good ကောင်းတယ်ဗျာကောင်းတယ်ဗျာကွမ်းကူနေနဲ့ကျွန်တော်တို့စကားတွေမားကုန်ပါကွမ်းကူနေနဲ့ကုရှင်ကနေ step ပြီးတော့နော်ဒီလုံးစနုဖမ်းသွားဗျာတော်တော်လေးကိုကောင်းတယ်ဗျာအန်ဒီများတဲ့အလုံးလေးဖြစ်တယ်ဗျာကွမ်းကူ50ခွန်ဝင်းခိုင်39ဆိုတော့18မိနစ်တော့ကွမ်းကူကဒီဘက်ဥဆောင်နေတယ်ဗျာကောင်းတယ်ဗျာစနုခောက်လိုက်တာစနုပြန်မိသွားတယ်ဗျာတကယ်ဗျာဒီပွဲမှာတော့ကိုဝင်းခိုင်ကတော့တော်တော်လေးကိုလှုပ်ပြနေတဲ့ကစားသမားဗျစနုပြန်မိထားတယ်ဗျကွမ်းကူလှုပ်ထားလားဟာဟမ်မောင်းလဲစနုထားတယ်အနက်နဲ့လဲကွယ်ထားတယ်အကောင်းဆုံးအခွင့်အရေးကွမ်းကူပိုင်ဆိုင်ထားပါယူဗျာအခုလက်ရှိမှာတော့ဒီဥစ္စာတော့ဘယ်လိုဖြီးပြီးတော့ကိုဝင်းခိုင်နေတယ်ဘယ်လိုစနုခောက်နေကျွန်တော်ကြည့်မယ်ဗျကောင်းတယ်ဗျာဝင်းခိုင်ကလည်းဘာမှဆိုလှုပ်ပြနိုင်တဲ့ကစားသမားတစ်ယောက်ပါဗျာတကယ်ပွဲရတာတကယ်မြိုင်ပါတယ်ဗျာဟုတ်တယ်ဗျာကွမ်းကူပြန်ထောက်ထားတယ်ဗောနော်ဒီဘောကွက်ကိုတော့သူပြန်ပြီးအသာစီးရအောင်သူပြန်စစ်ထားတယ်ဗျဝင်းခိုင်နေနဲ့ဒီလုံးတော့ fine ပဲဗျာ fine မလားသူဒီ hammer ပဲအပေါ်မှာထားခဲ့မလားဗောနော် fine ရင်လည်းရတယ်ဗျ hammer အောက်ကြပြီးသားပဲအင်မတန်မှမြင်ရခဲ့တဲ့စနုပါဗျာဒီလုံးစနုတကယ်ခောက်တော့တကယ်ချီးကျူးပါတယ်ဗျာတော်တော်ကောင်းတဲ့စနုပါဗျာတကယ်ကိုပညာရပါတယ်ဗျာဒီလိုလုံးမျိုးဝင်းခိုင်တကယ်ကောင်းတယ်ဗျာကျူချက်မပိုင်နိုင်မဲနဲ့တော့ဒီလိုလုံးမျိုးဘယ်လို့မှဖမ်းလို့မရပါဘူးဗျာအရန်ကောင်းပါတယ်ဝင်းခိုင်ဒီစနုလောက်သွားတော့ကျွန်တော်ပြန်ဝဲတော်တော်များများလေးကြည်ဘူးပါတယ်ဒါမျိုးစနုမျိုးတော်တော်မြင်ရခဲပါတယ်ရှော့ကောင်းတယ်ဗျာကိုယ့်အကူဒီလုံးခောက်တော့တော်တော်ကောင်းတယ်ဗျာကောင်းတယ်ဗျာကွမ်းကူကလည်းတီငင်နဲ့ပဲပြန်ခောက်သွားဗျာကွမ်းကူကလည်းလုံးဝကိုအရှုံးမပေးဘဲနဲ့3မိနစ်ပြန်လာမယ်ဆိုတဲ့စိတ်ဓာတ်မျိုးနဲ့ကွမ်းကူကလည်းပြန်ပြီးတော့ဒီပြန်ပွဲကိုချင်းကပ်နေတယ်ဗျာစနုမိသွားတယ်ဗျာကွမ်းကူလောက်လိုက်တော့စနုမိသွားတယ်ဗျာဒါပေမဲ့အန်ကယ်ကျင်းနေတော့ခေါင်းကတော့လွယ်တယ်ဗျာဒီစနုကတော့ဒါပေမဲ့ခောက်လိုက်တဲ့အချိန်မှာအနီးကြမ်းပဲကျွန်တော်ကြည့်ရမယ်ဗျာကျွန်တော်ပြောတဲ့အတိုင်းပဲဗျခောက်လိုက်တဲ့အချိန်မှာတော့အနီးကကျင်သွားပြီဗျအခုရရှိလာတဲ့ခွင့်ရကွမ်းကူအနေနဲ့ဘယ်လိုအသုံးချမလဲကြည့်ရမယ်ဗျကဲဒါကွမ်းကူရဲ့3-2ဖြစ်သွားမယ်အခွင့်ရေးပါပဲဗျကွမ်းကူအကောင်းဆုံးကြိုးစားပေးပါအကောင်းဆုံးပြန်လာပေးပါနီတော့ဝင်တယ်နော်ကွမ်းကူကာလာတော့မကြံသွားဘူးဗျကာလာမကြံတဲ့အချိန်မှာကွမ်းကူအနေနဲ့ဒါအနက်နောက်မှာဟမ်မော်လေးနဲ့ကွယ်မယ်ဗျအနက်နောက်ကိုကွယ်ပြီးစနူးလုံးမယ်ဗျကောင်းတယ်ဗျအနက်နောက်မှာစနူးတော့ဖမ်းထားတယ်ဗျဝင်းခိုင်ဒီလုံးမကြံဘယ်လိုခောက်မလဲကျွန်တော်ကြည့်ရမယ်ဗျ
ကောင်းတယ်ဗျာဝင်းခိုင်တဲ့ဒီလုံးကိုဖူးမောထိအောင်ခေါင်းနိုင်တယ်ဗျာတကယ်ကောင်းတယ်ဝင်းခိုင်တကယ်ချီးကျူးစရာကောင်းပါတယ်ဗျာဒီပွဲမှာဟုတ်ကဲ့ကျွန်တော်ကျူမထိုးတော့ပါဘူးခင်ဗျာကျွန်တော်ကျူမထိုးတော့ပါဘူးစီစဉ်ဒီဇိုင်းတူလုပ်နေပါပြီခင်ဗျာကျူမကင်တော့ပါဘူးခင်ဗျာတကယ်ကိုဘောလက်ကီးပါဗျာဝင်းခိုင်နေနဲ့ဒီနေ့သူလှုပ်လိုက်တဲ့လုံတန်းစနူးမီးရင်ပြီးမမီဘူးဆိုသူဖြီလိုက်တဲ့လုံတန်းလည်းမကြံဘူးဗျာဝင်းခိုင်နေနဲ့အကောင်းဆုံးသူလှုပ်ပြထိုင်းနေတယ်ဗျာဒီ၅ဘွဲလုံးမှာသူ့ရဲ့ဘောလက်ကီးဖေးပါတော့တကယ်ကောင်းတယ်ဗျာvery good ဝင်ခိုင်း very good တော်တော်ကောင်းတယ်ဒီစနူးလောက်တော့စိတ်နောက်သားလေးပူနေအောင်ကတ်သွားတယ်ဒါပေမဲ့ဒီ angle လေးလွယ်ပါတယ်ဗျဒီ angle လေးနည်းနည်းကျင်းတဲ့တွေ့ထိအောင်ခောက်ဖို့ကတော့လွယ်တယ်အဝါမကြံအောင်ပဲကွမ်းကူနေနဲ့လက်စထည့်ပြီးခောက်မယ်ဗျကောင်းတယ်ဗျာကွမ်းကူနေနဲ့ရောက်ထိလေးခောက်နိုင်တယ်ဗျကောင်းတယ်ဗျာဝင်းခိုင်လည်းနောက်တစ်ချိန်စနူးထပ်ဖန်ထားတယ်ဗျအပြာနောက်မှာပဲတကယ်ကိုရတာတကယ်ပေးရဗျဒီဘက်ကစနူးတွေကိုတော်တော်လေးကိုလှုပ်ပြတယ်ခောက်ပြတယ်သူကလည်းအကောင်းဆုံးခောက်ပြတယ်တကယ်ကြီးလို့ကောင်းတဲ့ပွဲပါဗျာ very good ကိုအန်ကူ very good အနက်နောက်ကိုထည့်မယ်ဗျာဒီပုံစံနဲ့အနက်နောက်ကိုသူစနူးလုပ်မယ်ဗျာကောင်းတယ်ဗျာကွမ်းကူကလည်းတော်တော်လေးကိုကောင်းတယ်ဗျာဒီလုံးနေဆိုရင်လက်စထိန်ကိုတော်တော်ခက်တယ်ဗျာဝင်းခိုင်နေနဲ့ဒီလုံးခောက်ဖို့ဆိုရင်1 cushion သွားမလား2 cushion သွားမလားကိုကျွန်တော်ကြည့်ရမယ်ဒီ1 cushion နဲ့ပဲသွားမယ်ဗျဒီနည်းနည်းအပြင်းခောက်ထားတယ်ဟာကောင်းလိုက်တယ်ဝင်းခိုင်ဒါပေမဲ့ကျန်တကယ်ပြီးပရိသတ်တွေရဲ့အခြေဆုံးကစားသမား2ယောက်ဆိုတာတကယ်မှန်ပါတယ်ဗျကောင်းတယ်ဗျဝင်းခိုင်ဒီလုံးစနူးလောက်တာတော်တော်ကောင်းတယ်ဗျဝင်းခိုင်စနူးလောက်တာတော်တော်ကောင်းပါတယ်ဗျဒီလုံးအန်ကယ်ချင်းနေတယ်ကွမ်းကူနေနဲ့ခောက်ရတာလွယ်ပါတယ်ဗျဒီလုံးကတော့လေသူ့အနေနဲ့အကောင်းဆုံးခောက်နိုင်ပါပါဗျဒီလုံးကတော့ဟုတ်ပါဗျထိပါတယ်ဒီလုံးတကယ်ကိုဗျာစနူပဲလောက်တော့ဗျာကိုဝင်းခိုင်တကယ်ကိုပွဲကိုတကယ်ထိန်းစော့ထားပါတယ်ဗျဝင်းခိုင်လည်းပွဲကိုတကယ်ထိန်းတယ်ကွမ်းကူကလည်းထိန်းတဲ့ကြားထဲမှာဖောက်ထွက်နေတယ်ဝင်းခိုင်61ကွမ်းကူ59ဆိုတာ2မှတ်ပဲကွာတယ်ဗျပြိုင်ပွဲ2မှတ်ပဲတကယ်ကွာတယ်ဗျဘေးနံနဲ့ကစားသမား2ယောက်ပါဗျာကျွန်တော်ကြီးစုနေတဲ့သူတွေအတွက်တကယ်ကိုတန်ပါတယ်ဗျဒီလိုပွဲမျိုးကြည့်ရတာကောင်းတယ်ဗျာကွမ်းကူစနူးထက်လောက်ထားတယ်ဝင်းခိုင်နေနဲ့ဒီစနုဘယ်လိုဖြီးမလဲဒီစနုဖြီးမယ်ဆိုရင်တော့ထိသွားမယ်ဆိုရင်တော့အပြားကြံသွားမယ်ဆိုရင်အပြားပဲနှလုံးသွင်းခွဲကူနေနဲ့ဂိမ်းသွားမယ်ဗျဝင်းခိုင်နေဒီလုံးဘယ်လိုဖြီးသွားမလဲဆိုကျွန်တော်ကြည့်ရမယ်ဗျကောင်းလိုက်တာဗျာခောက်တော့ပါပါလေးထိတယ်ကောင်းလိုက်တာဗျာဒီလုံးကတကယ်ကိုအနေရများတယ်နော်ဒီလုံးကအပြကျန်သူရှုံးသွားမယ်ဗျပွဲတစ်ပွဲကို